ယုံမနာလို့မင်္ဂလာပါယူပါယူဒီနေ့မှာတော့ happy zone သွားပြီးတော့ဂိမ်းလေးတစ်ခုသွားဆောင်မှာဖြစ်ပါတယ်အဲ့ဒီမှာလူတွေလည်းအများကြီးပါပါတယ်အားလုံးသိကြမဲ့လူတွေပေါ့နော်ဟုတ်ကဲ့စစချင်းပါပဲကားရဲ့လေတိုက်မှုတော့ကျွန်တော်ရဲ့စပင်းကဘယ်ရင်းရာရင်းဖြစ်နေပါဘူးတကယ်တော့တစ်ဖက်ဖက်ရင်းမင်းရဲ့စံနေလေမလွင့်နေတဲ့အရှင်တို့ဖြစ်နေကြောင်းမဲ့နောက်ကြရင်ကြမယ်ကျွန်တော်ဒီနေရာမျိုးမှာတော့နောက်မကြပါဘူးဆိုတော့ကျွန်တော်အရင်ဆုံးရောက်တာပါဒီကိုအဲ့ဒီကတော့မိုးနေနေဖွားဖွားလေးရောက်ကြတာပေါ့နော်ရောက်တယ်ကျွန်တော်တို့ကစားခွင့်ဘက်ကိုလှည့်လိုက်ပါတယ်မိုးခုကနေရှာဖို့ပေါ့ပြပြတော့လူတွေမရောက်သေးရနဲ့ကျွန်တော်တို့ ਨੇ အကိုနဲ့ပေါ့နော်သူ့ရဲ့ကောက်ပါလေးနဲ့ဝင်ပြီးတော့ကျွန်တော်တို့လိုက်ပြီးပတ်ကြည့်ကြပါတယ်ဒါကတော့အမေနဲ့ကျွန်တော်တို့ရဲ့ reaction ပေါ့နော်သမီးရေးစားတွေအများနဲ့ကစားခွင့်ရောက်ရင်လုပ်နေကြပါလေသိတယ်အယုတ်ကောက်တာအယုတ်ကောက်နေသူတို့အများနဲ့ကောက်လဲဘယ်တော့မှမရအောင်ဒါပေမဲ့သူတို့မမှတ်ပါဘူးအဲ့လိုပဲကောက်ကြပဲခုလဲကျွန်တော်အဲ့ဒါဆော့ပြီးခဏတော့ကြာတော့လူတွေရောက်ချလာပါတယ်အဲ့ဒါတော့ကျွန်တော်တို့အဖွဲ့ဝင်တွေပါရောက်ပြီဆိုတာနဲ့အရင်ဆုံးနာမည်ကတ်တွေလိုက်ပြီးကတ်ပြီးပါတယ်မင်းနာတော့မထိုးပါနဲ့ဒါလို့တော့ဒီမှာမခေါ်ပါငါတို့ဘွားလေကင်မရာမန်မှာပြင်ရောကဲဆိုတော့ဒီမှာပါတဲ့သူတွေအကုန်လုံးနဲ့အရင်ဆုံးမိတ်ဆက်ပြပါမယ်ဒီထဲမှာဆိုရင်တော့အကိုဘီခရက်ပါမယ်အကိုဘီပါမယ်နောက်ပြီးတော့မီယိုပါမယ်အမနိုရာပါမယ်ဂျာဘီလည်းပါမယ်ဘိုဂျီလည်းပါမယ်ခင်ဗျာပါဝါနောက်တော့လို့တစ်ချက်လောက်ကလူတွေပြည့်မြောက်သေးပြီမဲ့ရောက်တဲ့သူတွေကိုမီယိုကနာမည်ကတ်တွေလိုက်ကတ်ပေးပါတယ်တယောက်လောက်ကလိုးနေလို့ကျွန်တော်တို့စောင့်နေကြရပါတော့အဲ့ဒီမှာကျွန်တော်ဟိုဘက်ပြဒီဘက်ပြနဲ့ပတ်စော်နေပါကျွန်တော်တယောက်လည်းငယ်တာဆိုတော့ငါမပါသေးနဲ့ဆိုတော့ဒီဂိမ်းရဲ့စီးမီလေးတွေကိုပြောပြရမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီနာမည်ကတ်တွေပေါ့နော်လူတယောက်ချင်းစီရဲ့နာမည်တွေကိုကိုယ့်ရဲ့နာမည်ကတ်မှာကတ်ပြီးထားတယ်ပေါ့ဥမာပြောရရင်ကျွန်တော်ရဲ့နာမည်ကတ်ကတော့ကျွန်တော်စီမှာမရှိဘူးမီယိုတို့ဝေဘီတို့ဘာလို့အကုန်လုံးရဲ့နာမည်ကတ်ကျွန်တော်စီမှာရှိတယ်သူတို့ကအဲ့ဒီနာမည်ကတ်တွေကျွန်တော်စီရဲ့နာမည်ကတ်တွေကိုယူအောင်ဖြစ်ပါတယ်ဥမာမီယိုဆိုရင်မီယိုရဲ့နာမည်ကတ်ကိုကျွန်တော်စီရဲ့ယူရမယ်ကျွန်တော်ဆိုရင်မီယိုစီရဲ့ယူရီဆွဲနာမည်ကတ်ကိုကျွန်တော်နာမည်ကတ်ကျွန်တော်ပြန်ယူရအောင်ပေါ့နော်အဲ့လိုမျိုးဒီထဲမှာလူ9ယောက်ပါတဲ့အတွက်ကျွန်တော်က6ယောက်ရဲ့နာမည်ကတ်ကိုယူအောင်ပေါ့နော်ကျွန်တော်နာမည်ပါတဲ့ဟာကိုโอเคနောက်လုံးစရာတစ်ခုကတော့သူတို့အခုပေးမဲ့ mission 3ခုပေါ့နော်မြန်မာလူကြီးပြောလိုက်ပါဦးအကြီးရယ်အလက်ရယ်ငယ်ရယ်ပေါ့ကွာအဲ့3ခုကိုကျွန်တော်ပြည့်အောင်လုပ်ပြီးသွားပြီဆိုရင်တော့အဲ့နာမည်ကတ်တွေအကုန်ပြည့်အောင်လိုက်ဖြဲပြီးသွားပြီဆိုရင်နိုင်ပါပြီပေါ့နော်ဒီတဲ့ဟိုပါတဲ့ကိုဘာကြီးဆွဲတယောက်ကသူကရက်ရောက်ချင်းပဲပြန်ထွက်သွားတယ်ပေါ့နော်မိတ်ကလေးမယ်ဆိုပြီးတော့အဲ့ဒါပဲကျွန်တော်တို့စကားပြောလိုက်မုန်းဆိုင်နဲ့စောင့်နေပေါ့နော်ဗီဒီယိုလေးကလည်းလုံနေတော့လည်းတီးခံပေးကြပါဘာလို့လဲဆိုကျွန်တော်ကကိုကလက်တွေရမ်းတုံနေလို့ပေါ့နော်အဲ့တော့ခွာတော့လေပွဲရမစသေးဘူးဒါပေမဲ့အရန်ကိုလိုက်ဖျဲခြင်းနဲ့သူတက်တက်ကိုရှိပါတယ်
အခုဒီကျွန်တော် mission ကတ်တင်မွေးသေးပါဘူးဘာလို့လဲဆိုတော့လူတယောက်ကြံလို့ကျွန်တော်စောင့်နေပေါ့နော်သူ့ရဲ့ cosplay ကဘလို့ဘယ် character ရဲ့ cosplay ဖြစ်မလဲဆိုတော့အားလုံးပဲမှန်းကြည့်ကြပါโอเค cosplay လေးကိုတော့ video ရဲ့အဆုံးမှာပြသွားပါမယ်မဟုတ်ပါဘူးဆိုတော့မလာသေးလို့စောင့်နေရတော့ပါကျွန်တော်ခုနကတော့ကျွန်တော်ကိုနဲ့သွားပြီးဟိုမှာဓာတ်ပုံတွေသွားရထားသေးတယ်နောက်ပြီးကျွန်တော်တက်တော်မှာတင်ပြပါမယ်ငါခွာပြီးသူများပေးလို့ရငါခွာပြီးသူများပေးလူမျိုးထိုင်နေတာတမျိုးတော့မထင်ပါနဲ့ကျွန်တော်ညောင်းလို့ထိုင်နေတာပါကြည်နေမှာပေါ့လူကြီးထိုင်နေရတယ်Yeah ကော်စပီယာကြီးလေးရောက်ချလာတော့ကျွန်တော်တို့အမှ intro မှာထည့်ဖို့ video လေးရိုက်ကြရပေါ့နော်ဟုတ်ကဲ့အားလုံးပဲထင်ရတဲ့အတိုင်းဂိုးဂျိုဖြစ်ပါတယ်ကော်စပီယာကြီးကတော့လူဆုံးပြီဆိုတော့မီဝါစီးမီနေအကုန်လုံးရှင်းပြတယ်ပြီးတော့ကျွန်တော်တို့ mission ကတ်တွေရွေးခိုင်းတယ်ပေါ့နော်3ကတ်လုံးရွေးဖို့ရေးရမှာကျွန်တော်နည်းနည်းတော့ကြောက်တယ်ပေါ့နော်တရေရထားစီးရမှာဆိုလို့ပါကျွန်တော်တတိရဲစီတော့တရေနဲ့ပတ်သက်တာဘာမှမဝင်ရဲပါဘူးကဲဆိုတော့ YouTube မှာသုံးရတဲ့ mission တွေကတော့ TikTok မှာsecret တခုပြောရမယ်ဆိုပြီးတော့မိနစ်တော့စက္ကန့်30တော့ဘာမှပြောမနေရမယ်ဆိုတာလေအဲ့ဒါကတော့ mission သေးပေါ့နော်ဒါကတော့ mission အလက်လေးပါဘယ်လိုမျိုးလဲဖြစ်မယ်ကြည့်လိုက်ရအောင်ဆိုတော့မိုးပြန်ရထားတယ်ဗျာโอเคနောက်ဆုံး mission လေးကဘာဖြစ်မလဲဆိုတော့ကြည့်ရအောင်နောက်ဆုံး mission လေးကဟိုးဒီလိုသွားချာဒီလိုလည်းမတွေ့ဘူးဟုတ်ပါဘူးကိုယ်ဘာစနဲ့ပဲတော့လိုက်တော့မှာမြောင်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 စုများတောင်းလာလားဟမ်ရေးထားတယ်ဟုတ်ကဲ့နော်ကဲအားလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ game ရနေပြီးတော့စလို့ရပြီ game စလို့ရပြီအဲကျွန်တော်စထွက်ပါမယ်တယောက်တည်းသွားပြီသွားတော့ဘာလို့ဘာလို့ဆရာလေးတွေစီစဉ်တာ happy ရောင်ကလေးမှာတိုင်းလေးတရားဆောင်ဆောင်နေဝိုးဝေးရကြနည်းနည်းနားနားလေးဖိတ်ခေါ်လိုက်ပါရှင်နော်လာရောကျန်းလေးကြပြလို့ရပါတယ်။ငါ့ချက်ပါ။နောက်ထပ်မထွက်အောင်ညနေလေးသွားလက်တော့မဲတယ်နားတယ်မှောင်းနေနင်းမျက်နှာမှောင်းโอเคခုဘာလုံးမှာတို့မိုးပြန်ရတာသွားစီโอเคဟာငါမအဲ့ဒါကမိုးပြန်ထားသေးတာမသေးရတာဘုံသားကြည့်လိုက်ဘာမို့တို့တော့ဟိုရထားနဲ့ဘယ်ဝင်မှာပြီးတော့ယူနေပါလေအဲ့တော့စီကပြောရမယ်ဆိုတော့တော့စီကပြောအဲ့ယူနေတော့မှာဟုတ်လားလူလုံးလားအခုmission 3ခုထဲမှာကဖုန်းနဲ့လောက်ရမယ့် mission အမြင်နဲ့ပါတယ်ဆိုတော့ဒီ mission ကိုအရင်ဆုံးပြီးအောင်လုပ်လိုက်ကြပါဘောနော်လွယ်နေသူတို့ကကျွန်တော်ကတော့မလောက်ရသေးပါဘူးအဲ့တော့ပြီးလို့ပြောကိုပြပါရောက်ချလာအောင် mission အတွက်မေးဖို့ဆိုပြီးတော့ဒါပေမဲ့ဘေးနာကဘူးမကတ်ရဲဘူးနာမည်ကခွာမှာဆိုလို့ဂျင်းနေအဲ့ဒီမှာကိုပြပါကျွန်တော်တို့တောင်းဆိုတာပဲဆိုတော့သူတို့ကျွန်တော်နဲ့နာမည်ကပေါ့နော်အချင်းချင်းခွာကြမယ်ဆိုပြီးပြောတာပေါ့နော်ဟုတ်တယ်လေကျွန်တော်ကအခုမှပွဲစဆိုရင်နာမည်ကတော့လိုချင်တာပေါ့အဲ့နဲ့ပဲလက်ခံလိုက်ပါတယ်နောက်မှဒီကိုချက်မဲ
ဒီဘက်မျက်နှာပြပါကျွန်တော်အစ happy zone နဲ့ဝင်ဖို့ပဲဒါပေမဲ့နောက်ပြီးကြမှာအကျွေးမဖြစ်ရသေးလို့ကျွန်တော်တို့ပြန်ပြီးတော့လှည့်ခဲ့ပါတယ် happy world ကိုတွားပြီးတော့အရင်တော့တရေရထားသွားစီးဖို့ဆုံးဖြတ်လိုက်ပါတယ်အလောက်ကလေဘုံနဲ့ရောက်ချလာပြီငါဖြုတ်လို့ဟာတော့အဲ့ဒါမြင်မြင် โอเคငါမျက်နှာတစ်ချမ်းနေပဲပေါ့ဒီမှာချင်းထွက်လာအနေများ happy zone ဝင်တဲ့အချိန်မှာကျွန်တော်ကိုဝေပီနဲ့တန်တိုးပါတယ်မေးတော့မယ်လေ နောက်တော့သူမစ်ရှင်လေးတစ်ခုလုပ်ကြရှိလို့ဆိုကျွန်တော်ကိုညီပေးလိုက်ပါတယ်အဲ့ဒါကတော့ကျွန်တော်ရောင်းလိုက်တာပါလက်တော့ပေါ်မှာစတာပါဒါကတော့မစ်ရှင်ပေါ့နော်အဲ့ဒီမစ်ရှင်ထဲမှာကပစ္စည်းကွာရောင်းလို့မရတဲ့ပစ္စည်းတစ်ခုကိုတက်တော့ပေါ်တင်ပြီးရောင်းပြရမယ်ဆိုပြီးတော့မစ်ရှင်ပါပေါ့နော်အဲ့ဒါသူရလို့ကျွန်တော်ရောင်းလိုက်တာပါတကယ်တော့မရပါဘူးဖိလစ်ပိုင်ကျွန်တော်အထဲဝင်လာခဲ့ပါတယ်တရေရထားစီကိုပါကိုဘီရတဲ့တရေရထားစီကိုမရှင်ပါရကျွန်တော်တို့အတူစီးပေးခဲ့ပါတယ်ဒါပေမဲ့လက်မှတ်ဖို့ရှာနေတော့မှာပဲကိုဘီပေးပြီးသားဖြစ်နေပါပြီကျေးဇူးတင်ပါတယ်လက်မှတ်ဖို့ပေးပြီးလို့အခုလည်းတော့တရေရတာတက်ကရှိရတယ်နေရအဲရှည်လေးကိုဆက်သွားမှာဆိုရင်တော့ဆရာမနိုင်နှစ်ဆောင်ပြိုင်လေးဘောပြန်ဝဲဘလူးသေးကြီးပေါ့ဗျာအဲ့ဒီလိုဆရာမနိုင်နှစ်ဆောင်ပြိုင်လေးတက်တော့မှာဒီထဲမှာတော့ဒီကြားကိုဘလူးနဲ့ဆောင်းတယ်ညာပါတော့ဒီလိုကိုယ်ရောရပြီးလာရင်တော့ရှင်းလာလည်းမရဘူးမှာလက်မလေးဒီကိုယ်တိုင်ကိုကြတော့ဒီကိုတော့ဘုံစီးနေလို့ရတယ်ဖြစ်ပါတယ်ဒီလိုကတော့လည်းထောင်းပြတယ်ဒီလိုတော့ပါနေဆိုတော့ရှင်းလာလည်းမရဘူးလက်မလေးကိုယ်တိုင်ကိုကြတော့ဒီကိုတော့ဝင်ရောက်စီးနေပြရပါခင်ဗျာဒီပြက်နေတယ်ဒီမှာလားအစတော့ကျွန်တော်အထဲကိုဗီဒီယိုတွေပါရိုက်ခဲ့မလို့ပဲဒါပေမဲ့မရိုက်ရဘူးဆိုလို့ကျွန်တော်မရိုက်ခဲ့ပါဘူးโอเคဘယ်လိုပါပြန်လဲစီလက်စီပြီးတော့ကျွန်တော်အပြင်ပြန်ထွက်လာခဲ့ပါတယ်ကြောင်လာဒူးရဲတုံနေရှိတယ်လို့စတာဗမိုးရင်တော့ပဲတုံတာပါအထဲရောက်တော့ကြောက်စရာတိတ်မကောင်းပါဘူးဒါပေမဲ့အဲ့ထဲမှာမကြောက်ရတဲ့ကြောင်ရီခဲ့ရပါတယ်ဘာလို့ဆိုတော့အနောက်ဘက်ကျွန်တော်တို့ရဲ့ဟိုပေါ့နော်အတွဲရဲ့အနောက်မှာကဟိုကောင်မလေးနဲ့ကောင်လေးနဲ့အတွဲပေါ့နော်အဲ့လိုရထိုင်းနဲ့လိုက်လာခဲ့တာသူတို့လည်းအဲ့လိုပဲဒါပေမဲ့အဲ့ဒီမှာတရေ6တော့မအော်တဲ့ကမလေးကမအော်ဘဲနဲ့အဲ့ဒီကဘေးရောက်အော်နေအဲ့ဒါကျွန်တော်အော်ရီလာခဲ့တယ်ဘေးဘက်ဝင်ကြည့်အောင်နားလေဘေးဘက်ဝင်ကြည့်တရားဘယ်သိဘူးလေအဲ့မဟုတ်ဘူးဘေးဘက်ဝင်ကြည့်အောင်လာဖြုတ်အောင်စောတယ်အဲ့နှစ်ခုလေကျန်တယ်တယ်ပဲကြိုက်လိုက်ထုံးပါလေအဲ့ဒါအားလုံးမယ်ငါတို့ခုစပြီးတော့ live ဖြုတ်ကြဖြုတ်မယ်โอเคလုံးလို့မရဘူးတော့သိတော့မငါမလုပ်လေဗီဒီယိုနောက်ချုပ်ပေးရတယ်ဒီမိုင်းကိုင်းတော့ချုပ်အဲ့ဒါမဟုတ်သေးဘူးနော်
ရက်လေတဲ့အားရဆိုလေးတိုက်ပြီးတော့ဖျဲရလို့မရဘူးဟုတ်ပါသူဒီပါ လက်တင်ညောင်း အဲ့ဘုခဏလောက်ချရတယ်သူဒီလဲဝင်နေ ဝင်နေရပါမရိုက်ဘူးလား ဝင်နေတာတော့ဘယ်ခဏချရတယ် ဟမ် ဝင်နေတာရိုက်ပြီးတော့ခဏချလိုက် နှစ်ယောက်သာပေးရမယ်โอเคရှင်းပါမူးမြင်ရထားရက်လိုက်မယ်နော်ငါချော်လဲမီယိုဒီလိုရတော့ထိုးရင်ဘလို့နော် ဗါလဲကျန်ထိုးပေါ့ အဲ့ကြောင့်မရတော့အော်လေအေးတိုက်တယောက်တည်းဖွင့်ပြီးကိုယ်တရားကြရမှာဖတ်တယ် မဟဲ့အောင်လည်းတယောက်ဖြုတ် ပြည့်သွားပြီမလားပြည့်သွားပြီမလားဘီယိုလည်းပြည့်သွားပြီကြမလို့ဟင်ဟုတ်တယ်ပြည့်သွားပြီကြမလို့ဟမ်ဟုတ်တယ်ဟုတ်တယ်ကိုနမယူပါမလေးအေးလေယူကနမအော်အေး妈，这边来了，来哪了？ ဒါမစီးပဲနဲ့ဒီတိုင်းရှောက်ပြေးပါမို့တယောက်စီမှာပဲရှိရအောင်
ကြောက်ကြည့်ပြီးတော့ကြားတယ်။မမြင်အောင်ပုံလား။ ဟုတ်ဒါပါကြီးဘူးပဲရထားတာဟုတ်တယ်ဆင်းလာတာလေဘူးပဲထားကြည့်လို့စီးရမှာစီးရမှာလားဘူးပဲရထားတာ ဒါရိုလာကိုစားလေ ကာရာကိုစတာနေရောက်မှာစီးရ တောင်းပါ ခေါင်းကိုပဲခေါင်းကိုဟိုတရားလိုနေတာဘူးလားကိုစားစီးဖို့ပြောင်းထဲတော့မှာလဲစား ဟမ် ဘူးလားကိုစားတရားစီးဖို့ညာတိတ်လိုက်သွားလား စိုက်လေးနေလိုက်ပါတော့နေရှိရလားရှိရရင်လိုက် စီးရစီးမရမှာဘူးလားကိုစား တခုတောင်းလိုက်တခုပေးရင်စီးမယ်လို့ ဟုတ်တယ်မကပေးဘူးဟိုအရင်ပေးဟို နင်းနေနာပြော ပဒယ်ဆိုင် အစားတော့ကျွန်တော်မီယိုစီရဲ့နံပါတ်ကိုချောင်းနေပါဒါပေမဲ့မီယိုကရိုလာကိုစတာကိုတူလိုက်စီးပြီးရင်လည်းအလကားပြီးမယ်ဆိုလို့ကျွန်တော်ရိုလာကိုစတာလိုက်စီးခဲ့ပါတယ်နံပါတ်ကတော့ရတာပေါ့နော်အဲ့ဒီမှာကျွန်တော်ရောင်တက်တယ်ဒါပေမဲ့အမနိုရာနံပါတ်ကြီးလာပြောကျွန်တော်ဖြတ်ရိုက်မိသွားတာတကယ်တောင်းပန်ပါတယ်လို့အဲ့ဒါတကယ်ရောင်သွားတာပါကျွန်တော်ရောင်ပါကလေးအကျင့်ပါလာတာလေ တန်ဝမလား โอเคဒါပါတော့ဒါဘူမအောင်ပြန်ထုံကြတယ်ပေါ့အလုံးလုံးစုပြီးတော့ တရားဟွာလောက်လာအောင်မျက်နှာထိပါ ကျောင်းပါโอเคအဲ့ဒါโอเคအမဆောက်မယ်နော်โอเคဒီမှာโอ้ย အေးလက်တော့တယ်နော် ငါအောက်ကပဲလိုက်ရိုက်မယ်လားနော်တော်တော်ထိပါနေတယ် ယူရီသူမြောက်ရပြီးမတောင်းမှဘူးလို့ပြောပါနဲ့ကျွန်တော်အဲ့ဒီအောက်ကနေပြီးရိုလာကိုစတာပေါ်ရောက်တဲ့ဒီကိုကျွန်တော်လိုက်ပြီးတောင်းမှန်တာပါဟုတ်ကဲ့တကယ်ရောင်သွားလို့ပါ sorry ပါ တက်မှာလားလိုက်ပါဦးလားခွဲထားလားမင်းရောကိုကြီးရောက်ပါလားစီးရမယ်ကိုကြီးလည်းပါလားအဲ့အပြားလေးလား တော့ကိုယ်တော်များဟိုလိုက်ဖြည့်သေးနေရအောင် ကွန်းနဲ့လောက်တာလေနားလိုက်လို့မရဘူးဟုတ်တယ်တော့နားလိုက်ကြည့်တာဘူးကမကတ်တယ် တော်တော်ကိုကျိုးစပင်ကပြုတ်ကြအောင်မကြတော့ ကြားနိုင်တယ် ဘယ်လိုလုပ်ကြိုင်နာဟော ကောင်းလဲပါဗျအဲ့ဒီကြိုင်ပါလား ကြိုင်ပါဦးမရှိတဲ့ကြီးမှာကြိုင်ပါလေ ပြောမြသူအဲ့ဒီပလက်လွတ်ရင်လွတ်တယ် လွတ်ရင်တော့ပလက်ပြက်ချက်ရအောင် ဟိုကြာကောက်ပါရ ကြားရင်တော့ဝင်ကောက်အောင် ရိုလာကိုစတာစီးရတာဘယ်လောက်ထိကြောက်ဖို့ကောင်းလဲမကောင်းလဲရတော့ကျွန်တော်ဆိုရင်အဲ့ဒီအပေါ်တက်ကနေဟိုးအောက်ဆုံးထိကျွန်တော်ဘာရွတ်သွားလဲဆိုမမြင့်နဲ့အုံမာနဲ့အဲ့နှလုံးထဲကိုကျွန်တော်ပတ်ရစ်သွားတာအုံမာရဲ့မမြင့်ရင်လည်းပြီးသွားဒါဒီအပေါ်ကအဲ့အဝိုင်ကြီးရဲ့အောက်ပတ်ပိုင်းမှာကျွန်တော်ကလက်ပြန်လွတ်သွားသေးဘာမှမမှတ်မိတော့ ကင်မရာမန်တွေကခြေနေထိုးတယ်ထိုးတယ်ယူရ What the fuck ယူရီ What the fuck ကင်မရာတော့ကောက်ပါ မပါဘူးဒီအသေးတော့ပဲပါကိုဂျိုတိုင်ပတ်သမီးကြီးကရတော့ကိုဂျိုကိုဂျိုတိုင်ပတ် ဒီလောက်ထိကြောက်စရာကောင်းတဲ့ရိုလာကိုစတာကြီးစီးပြီးတာတောင်နာမည်ကက်ခွာဖို့စောင့်နေတဲ့သူကရှိပါသေးတယ်
တော်ရရပါတပည့်ကျုပ်မကြလို့ ဒီရကိုင်တာဒီပြောက်ပါနော်ပြောက်မှ ပြီးတော့ကျွန်တော်အောက်လဲဆင်းလာအောင်ဒီတစ်ခါတကယ်ကိုဒူးတုံတာပါခွေကြမတဲ့ကိုတုံရတာပါ တော်ရရရောမသိငယ်မမေ့လို့ချင်းနေအနေသားလေးအနေသားနေ နေကမိုးပဲရတာစီးရအောင် ဒါစီအောင်ပါလား အေးလေမိုးပဲရတာစီးရမယ်နေသူများအလိုက်စီးပြီးတော့နေ ဒီမဲ့ကြရလေရေတောက်လိုက်အောင်လေဒီအကိုကြီးဟောရရပြီးပါ ဘလောက်တောင်ကိုယ်လက်တွေတုံသွားလဲဆိုရင်ကျွန်တော်နာမည်ကလိုက်ပြနာမည်ကလိုက်ပြဲဖို့ကြိုးစားလက်တွေရော6ရောတုံလို့ဖြဲလို့မရဘူးဖြစ်တယ်မှာ အကိုညီမ ကြည့်အောင်အကောင်လုံးပြုတ်သွားတယ်အကျက်မကောင်းလားငါစောင်းတော့ဖို့လုံးနေတယ်မကောင်းဘူး ကြည့်အောင်အမခဏခိုင်ကတော့ဘယ်သူမှမပြုံးနေဘူးဒီမှာအော်လိုက်တယ်ပြုံးတယ်အော်လိုက်တယ် ဒီကမျိုးကြလက်တိတ်သွား နေကမို့မကပ်ပဲနဲ့ဘာလို့ထဲထဲ အများကြီးပြနေမှာပေါ့တင်းကောင်ချော့တယ် တောင်းပါရထားစီမှာရထားစီ တော့တော့ ဝတ်တော့နီနေတယ် နာမည်ကဖြဲလို့လဲဝါတော့လူလို့ဆိုရရင်ကျွန်တော်ထွက်ပြီးတော့ TikTok မှာမရှင်လုပ်ပါတယ် ကျွန်တော် secret တစ်ခုပြောပြရမယ်အဲ့လေဝက်ချက်ပေါ့နော်အဲ့လေဝက်ချက်တစ်ခုကျွန်တော်ပြောပြမယ်ဟင်လေဝက်ချက်တစ်ခုပြောပြမယ်လေဝက်ချက်တစ်ခုပြောပြမယ်ဆိုလေဝက်ချက် ပြီးတော့ပြန်လာပြီးနာမည်ကဒီလိုက်ချောင်းပြန်ပါတယ် မဟုတ်တခုစီမဟုတ်ကိုနာမည်ကိုပဲအကုန်စုရမှာ6ကတ်စုရမှာ What the fuck ဟော ကိုနာမည်အကုန်ဆုံးကသူများနာမည်ပြန် live ဖြုတ်ပေါ့ ကိုနာမည်ကအကုန်အားလုံးရကြ 6ကတ်ရပါရဲ့ အဲ့ပင်က အားချလို့ရ တို့စတင်ပြ အဲ့ဒါဟိုကဒီကလက်ရင်ပျောက်သွားတယ် လာဝါရကောလင်းကမှိုင်းနေလို့ ရဟိုဘက်မှာ
အောင်နေအောင်ပို့ဆိုးတယ် ရောင်းတော့ ကိုဘက်ကဟုတ်တယ်ဘက်ကနေရဟိုဘက်ရောက်နေရဒီဘက်မှာ မဟုတ်ဟိုဘက်ကျွန်တော်တို့ရရင်ကျွန်တော်တို့ပါသွားမှာဆိုတော့ ဟုတ်တယ်မောအောင်နေ到了。对。来没？来买呗嘛，我要。他超爆机的。တဲရထားလဲပြီးသွားပြီတစ်တော့မှလည်းမရှင်တင်မျိုးရည်ဆိုတော့ကျွန်တော်တခုပဲလိုပါတော့အဲ့ဒါဘာလဲဆိုတော့မိုးပြန်ထားပါအစထဲတော့မိုးပြန်ထားဆိုတော့ကြောက်စရာကောင်းမှာပေါ့ဒါပေမဲ့မဟုတ်ပါဘူးမိုးပြန်ထားပြေးစရာကောင်းတာပါနှစ်ယောက်နော် ဘယ်လောက်ပဲရရောဘာခိုင်းနာလဲလဲတောင်းဘယ်ဒီရတော့မယ်အဲ့ဒါထောပေါက်ကြီးဒီရဝင်ရမှာဒီရဝင်ရှင်းမတော့မြန်လောက်လိုက်လေနောက်လူကြီးဘယ်ရတဲ့မှာအေးလူများတယ်မြန်လောက်လိုက်တခြားလူတွေစားနေအားတော့တခြားလူနာမည်တွေဒီဘက်ဝင်လေဒီကဝင်ရမှာမလားဟိုဘက်Yeah. Ada je. Nè. Rồi cái map luôn lên. Rồi. Bố về là xi mẹ đấy kìa. Hú này đi nèo tất đâu chả là bá. Hả?
ပြီးတော့ကျွန်တော်အုပ်စုလိုက်ကြီးဖွဲ့ပြီးတော့ကိုချိုးအဆက်ခွဲကြပါတယ် ဘယ်လောက်တောင်ကန်ကောင်းနေမလဲကိုချိုးစစ်ပိုက်နဲ့အတူသွားပြီးတော့ကျွန်တော်ခင်းတို့ဆော့ရတာဆိုတော့လေဒါရှားပါတယ်ဟုတ်တယ်မလားခွင်ကြီးကလေ What the fuck ဟာဒီမှာဘာဖြစ် အမှကျွန်တော်ကစားကွင်းရဲ့အလိမ်မှာဘက်တရီဆိုင်ကြပါတယ် မီယိုပဲကောင်းတယ်မီယိုပဲကောင်းတယ်ဘာမှမရှိဘူး ရတယ်အနေဆိုင်တော့မယ် ဗရဲလေးသားငါတို့ကစက်တင်နေဘယ်လိုကြမ်း ဒီကောင်လည်းအိမ်မြင်မှာ အဖေကနေခါနှစ်ယောက်ပေါင်းလိုက်ပေါင်းလိုက်ပေါင်းလိုက်နှစ်ခုတစ်ခုလှုပ်လိုက်လို့ရတယ် Okay. ကိုဂျိုမှာများတော့များတယ်နောက်ဖက်ကိုဂျိုကပြေးတော့မတည်ဘူးလေ ပါရှိမယ်။ပြီးတော့ရင်တာပြီးရှိမယ်။ဘူရာရှိမယ် ပြီးပါရင်ပြီးပါရင် ပြေးပါရပြေးပါရင် ။ပြည့်တယ်ဗျာတော့စစ်ပြရအောင် ရလေးကျနေကလုံးကြောင်းထားလေနေကလုံးကြောင်းထားလေနေအဲ့လုံးကြောင်းပဲဟေးမီယိုပဲကောင်းတယ်မီယိုပဲကောင်းတယ် ဘူးဒီကြောက်ပဲကျွန်တော် ဟမ် ဘူးဒီကြောက်ပဲကျွန်တော်ဘူးဒီသူ့ရဲ့ချုပ်อ่ะတဲ့နမဲလေးပြေသွားအဲ့ဝီဘီတယောက်ရရ အဲ့ဒါနေအတယောက်အားထားလိုက်တော့လေနင်ပြန်လာတယ်လည်းပြီးသွားပြီမလားဘုံဘုံကြီး ဟောလိုက်တာခင်းရပြီးတော့မယ်ကျွန်တော်နမဲကတ်တစ်ခုပဲကျွန်တော် Yep အဲ့နောက်ပိုင်းမှာကျွန်တော်ဘာမှမရဲဖြစ်တော့ပါဘူးဘာလို့လဲဆိုတော့နံပါတ်ကလေးလိုက်လူနေရတယ်ကျွန်တော်ရိုက်ဖို့မအားလို့ပါအကိုကြီးလည်းမရိုက်တော့ပါဘူးအဲ့နဲ့ပဲနောက်ဆုံးမှကျွန်တော်နိုင်သွားတာပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကတော့တဝက်ပဲပါဆိုတော့ကြည့်ရတာအဆင်ပြေဘာမှမသိပေမဲ့အကို VP ရဲ့ channel မှာအစနေဆုံးတင်ပေးပါလိမ့်မယ်ဆိုတော့တွားကြည့်လိုက်ကြပါအောင်ဘာဖြစ်ဖြစ်အဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ် like ကိုလည်းဖြစ်တယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ကြပါအောင်